ကဲတကယ်ကြီးအားလို့ဒီနေ့ကျွန်တော်အလောက်ကပြန်လာရနော်အလောက်ကပြန်လာပြီးနော်ကျွန်တော်ကောက်တဲ့ဝင်ကြည့်လိုက်တာဒီမှာကျွန်တော်999ပါရရှိလာရနော်ကျွန်တော်လိုပဲအကောက်မဖွင့်ရသေးတဲ့ညီကူမောင်နှမမရှိလို့ရှိရင်ကျွန်တော်ကိုဟိုင်းလာပြီးအားလုံးကိုကျွန်တော်လိုဝင်ငွေနေ့တိုင်းရအောင်နော်အလောက်ကပြန်လာပြီးနေ့စားအလောက်ကပြန်လာပြီးဝင်ငွေနေ့တိုင်းရအောင်ဖုန်းသုံးရင်းနဲ့အခြေတနိုင်ပေးပြီး900ကနေ2500 3000အထိရှာလို့ရအောင်ကျွန်တော်ကူညီပေးမယ်ကျွန်တော်လိုပဲရအောင်ကျွန်တော်ကူညီပေးမယ်နော်အားလုံးကိုပြပေးတယ်နော်ဒီပုံမှာကြည့်လိုက်နော်ဒီနေ့ကျွန်တော်နော်အလောက်ကပြန်လာရနော်ညဆိုင်ဆင်းနေတယ်ညဆိုင်ကနေပြန်လာပြီးကျွန်တော်အကောင့်တွေကိုကျွန်တော်ဝင်ကြည့်လိုက်တယ်ဒီမှာဝင်ငွေရလာရနော်မနေ့ကကျွန်တော်လောက်ထားတဲ့တနိုင်အခြေပေးပြီးဒီကုံမှာကျွန်တော်ခွင့်ငွေတွေရှာတာနော်ဒီနေ့ရလာရနော်အဲ့ဒါတိုင်းငွေချင်းပေါင်းလို့လေညီကုံမမအပေါင်းလို့လေအကောင့်မဖွင့်ရသေးရင်မြန်လေးအကောင့်ဖွင့်ကြနော်ကျွန်တော်လိုပဲအားလုံးထပ်တူရအောင်ကျွန်တော်ကူညီပေးမယ်နော်မြန်လေးနော်ကိုနေစားလုံးနဲ့တွဲလို့ရတဲ့အလုံးတော့ဒီအလုံးကနော်အားလုံးတကယ်လို့အကောင့်မဖွင့်ရသေးရင်မြန်လေးလာခဲ့မယုံကြည်တဲ့သူတွေကြတော့ကြော်သွားနော်မယုံကြည်တဲ့သူတွေကြတော့ကြော်သွားဘာဖြစ်နော်ကျွန်တော်တို့ဒီ promotion တွေမှာဆိုရင်ကျွန်တော်တို့တွေအတွက်အယောင်မှအခွင့်အရေးကောင်းနော်ကျွန်တော်မှအခွင့်အရေးကောင်းကျွန်တော်တို့အကောက်ပိတ်လေးလာပြီးတော့လို့ရှိရင်ကျွန်တော်တို့တွေကြိုင်နေတယ်လို့ရှိရင်နေ့တိုင်းဝင်ရချင်ရင်ကျွန်တော်တို့နော်အဲ့မှာပစ္စည်းကိုမှလိုအပ်နေတဲ့သုံးဆောင်ပစ္စည်းကိုတက်မှတစ်ခါတော့ကိုယ်ဝယ်သုံးဝယ်စားလိုက်တာနဲ့ကျွန်တော်လိုပဲဒီလိုမျိုးနေ့တိုင်းဝင်ငွေပြန်ရှာလို့ရတဲ့နော်ဝင်ငွေပြန်ရှာလို့ရတယ်အားလုံးစိတ်ဝင်စားလို့လေးလာခြင်းနဲ့ဆိုရင်ကျွန်တော်လိုပဲနေ့တိုင်းဝင်ငွေရခြင်းနဲ့ဆိုရင်ကျွန်တော်ဆက်သွယ်လာပြီးကျွန်တော်အားလုံးအကောက်ပိတ်ပြီးတင်နှမ်းပေးတဲ့ဂရုထဲမှာကျွန်တော်ချိတ်ဆက်ပေးမယ်နော်အခမဲ့ဒီမယ်နော်ပတ်ချက်တပြားမှပေးရမလို့နော်မယုံကြည်တဲ့သူကြော်သွားယုံကြည်တဲ့သူမှလာခဲ့အားလုံးကိုကျွန်တော်ကူညီပေးမယ်ကျွန်တော်လိုပဲရအောင်ကျွန်တော်ကူညီပေးမယ်နော်ဘိုင်ဘိုင်